အေလူလောကကြီးဒီဇယနဲ့တူတယ်လူလောကကြီးဒီသစ်ပင်နဲ့တူတယ်ဟောဒီလူလောကဒီဟူသောဇယသစ်ပင်ကြီးမှာတာရဲ့သမီးရဲ့ဇနီးမယားရဲ့နဲ့ဘုန်းကြီးတို့ဘုရားပေါင်းသူတော်ကောင်းတို့လာပြီးတော့ခရီးသွားတဲ့ပုဂ္ဂိုလ်ရဲ့ခဏတာဆုံကြတာတဲ့အချိန်တန်ကြာရင်ကိုလမ်းကိုပြန်ရမယ်ချိန်တန်ကြာရင်ပါတယ်လေအေးချိန်တန်ကြာရင်ကိုလမ်းကိုပြန်ရမယ်ကိုထုတ်ကိုပိုက်ပြီးတော့ဟောဒီလူလောကဇယံကြီးဘောကနေပြီးတော့တယောက်တည်းသွားရမယ်တဲ့ဒါကြောင့်လာတော့ကလည်းတယောက်တည်းတော့လက်တွဲခေါ်ကဖော်မပါဘူးတဲ့ပါသလားလာတော့ကလည်းတယောက်တည်းတော့လက်တွဲခေါ်ကဖော်မပါဘူးဥစ္စာချင်းနေငါတယောက်တည်းပြန်သွားတော့လဲတယောက်တည်းတော့ပြန်သွားတော့လဲတယောက်တည်းတော့လက်တွဲခေါ်ကဖော်မပါဘူးဥစ္စာချင်းနေငါတယောက်တည်းလာပြီးတော့နာလူစရပေါ်မှာလာပြီးတော့အလုံးအတူတကွပေါင်းဆုံးပြီးတော့ခိတ္တခဏတာလေးနားနေတာဘလောက်ကြာလဲနှစ်ပေါင်း20အစိတ်30ပေါ့အများဆုံးလာပြီးတော့နာမသွားသေးခင်မသေးသေးခင်ချိန်လေးတွင်မှဝင်ကျဲရှဲလွယ်နှောင်ကြိုးသွဲကြပြုံးရမင်းကိုရှင်မုံပူကြမလိုဒေါသလိုလောဘနဲ့ဘဝရိပ်မြုံကာညိုးစုံခဲ့ကံကုန်မိုးချုပ်လက်တွဲဖြုတ်လျင်တုတ်တုတ်စောလျင်ခရီးနေသည်တို့တဲ့တွေဧည့်သည်တွေကြီးဘာတကားလို့ဒီဆရာကြီးဘောကတနေ့နေ့တစ်ချိန်ချိန်မှာအလုံးဆင်းသွားရမယ်လို့တန်ဝေကယူဘာလို့ရမလဲအေးဘယ်နေ့ဘယ်ချိန်မှာဒီလူလောကဆရာကြီးဘောကဆင်းသွားရမယ်ဆိုတာဘယ်သူသိတယ်လဲလောကထဲကထွက်ခွာသွားဖို့က2မျိုးပဲရှိတယ်ဘုရားတိုက်ကျွတ်တင်ပြီးတော့ပြင်ဆင်ပြီးတော့ထွက်ခွာသွားတဲ့ပုဂ္ဂိုလ်နဲ့ပြုံးနဲ့ကြီးထွက်ခွာသွားမဲ့ပုဂ္ဂိုလ်ဒီ2မျိုးပဲရှိတယ်ဟုတ်တယ်မဟုတ်လားအဲ့တော့ကောင်းပြီကျွတ်တင်ပြင်ဆင်ပြီးတော့မှထွက်ခွာသွားရမှာလားပြုံးနဲ့ကြီးထွက်ခွာသွားမှာလားဆိုတာကဘယ်သူသိတယ်သိတယ်လားပြောဘယ်သူမှမသိဘူးကိုယ်ကံမကိုယ်မြင်ရပဲနဲ့ကိုယ်ကံကိုမြင်ရတာကိုယ်ကံကိုဘယ်သူမှမမြင်ရဘူးဆိုတော့ငါလောကကြီးတွေကထွက်ခွာသွားတဲ့ချိန်ဘယ်လိုပုံစံနဲ့ထွက်ခွာသွားမှလည်းမသိဘူးကံမြတ်ဆန်းကျယ်ဖို့ဘုန်းကြီးတို့မြတ်စွာဘုရားဟောတာရှိတယ်ဓမ္မပဒပါဠိတော်မှာတယောဇနသုတ်တံဆိုတာတယောဇနသုတ်တံဆိုတာအဲ့ဒီမှာကြီးကန်းလေးတဲ့ကောင်ဘယ်တိုင်းသူကသူကောင်းကင်မှာပြန်နေတာပဲကြီးကန်းဆိုတာကောင်းကင်မှာသွားနေတာအဲ့ဒါသူကသူပြန်နေတာအဲ့ဒါရွာထဲမှာမီးလောင်နေတဲ့မီးလောင်တော့ဘာဖြစ်လဲမိဖို့ကြောင့်ကကရွတ်ခွေတဲ့ကရွတ်ခွေကြီးကမီးလောင်ပြီးတော့ဒီမှာငြိမ်ငြိမ်မနေဘူးတခါလဲလေပွေမွေ့ပြီးတော့ကရွတ်ခွေကြီးကကောင်းငင်တက်လာအဲ့ဒီကရွတ်ခွေကောင်းငင်တက်လာတဲ့အချိန်ကြီးကန်းကလည်းအဲ့ဒီနားရောက်တဲ့အချိန်အဲ့ဒီကရွတ်ခွေနဲ့အဲ့ဒီကြီးကန်းလည်းပဲနဲ့ဆိုပြီးတော့သိရောပြုံပြုံနေနေကြီးသိရတာကြီးကန်းကကံတရားများကလည်းစမ်းကြယ်ဖို့ဖြစ်ပုံကဒီကရုတ်ခွေကြီးတွေကိုတဲ့လာဝင်တာလဲအံ့ဩဖို့ကောင်းတယ်အဲ့ဒါဆွမ်းခံသွားတဲ့ကိုရိုတွေကတွေ့ပြီးကြီးကန်းလေးတနာလိုက်တာဘုတ်ဆိုမိလောင်ပြီးတော့ကြာလာအဲ့ဒါနဲ့ဇေတဝန်ရွှေချောင်းရောက်တော့မြတ်စွာဘုရားလျှောက်တယ်ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားအံ့ဩဝေယတစ်ခုကိုမြင်ခဲ့ရတယ်ဟဲ့ဘယ်လိုမြင်ခဲ့တယ်လဲပြောသားကောင်းကင်မှာပြန်နေတဲ့ကြီးကန်းလည်းပဲမိခွင့်စွတ်ပါတယ်ဘုရားဟဲ့ဒီမိခွင့်ဘယ်ကလာတယ်လဲမိဖို့ကြောင့်လည်းကကရုတ်ခွေမိလောင်ပြီးတော့ကောင်းကင်တက်သွားတယ်ဘုရားအဲ့ရှင်သားတို့အဲ့ဒါသူလုပ်ခဲ့တဲ့ကံပဲတဲ့ဘာကံလုပ်ခဲ့တယ်လဲဘုရားတဲ့အဲ့ဒီကြီးကံကဟိုတုန်းကလက်သမားဖြစ်ဘူးတဲ့ဘာဖြစ်ဘူးတဲ့လဲသူကနွားတစ်ကောင်ရှိတယ်အဲ့ဒီနွားကခိုင်းလို့မရအောင်နှစ်ဖေနှစ်ကတ်ကြီးအဲ့ဒါခဏခဏပေတေတေကတ်တတ်လို့ဘလောက်ရကြီးနွားကမရဘူးနောက်တော့လက်သမားကစိတ်ဆိုးတယ်ခိုင်းမရပုံတွေကလည်းအလေးကြီးတင်လာဖို့ရပါတယ်လှဲပေါ်မှာအဲ့ဒါနဲ့နွားကတခါတည်းမြေကြီးပေါ်လက်အိပ်ပြီးတော့မထတော့ဘူးဒီလောက်တောင်အိတ်ရှင်နဲ့နွားမထနေဟဆိုပြီးတော့အဲ့ဒါတခါတည်းအဲ့ဒီနားကကောက်ရိုးတွေပွေပြီးတော့နွားလက်ပင်ကိုဘေးတိုင်းကောက်ရိုးနဲ့ပတ်ပြီးမီးရှို့ပြီးသတ်တာကဲလောက်ခဲ့တဲ့ကံကသူကြီးကန်းဖြစ်တော့ကောင်းငင်တက်နေလည်းမလွတ်ဘူးလွတ်သလားဒါကြောင့်သေဘေးလွတ်အောင်ဘယ်သို့ရှောင်အံ့တောင်ခွနဲ့ထွေးရေခွနဲ့ထကောင်းကင်မြေထဲပုံအောင်လွယ်လီသေဘေးဝတ်မှာမလွတ်တိတာဓမ္မတာတိအဲ့တော့ကိုယ်ကံကကိုဘလို့ပါတယ်ဆိုတော့ကိုယ်ကံကိုမမြင်ရဘူးမြင်ရတာအဲကြောင့်ဘုလို့ဘုန်းကြီးတို့ပြည့်သားပေါင်းသူတော်ကောင်းတို့ဆိုကြည်သားမှာရုပ်တရလားကြိုတင်လားခွဲခြားမသိပါ
ယုတ်တရဲ့လားကြိုတင်လားခွဲခြားမသိပါသွားရမည်သာမြတ်သူငါသေချာသိနေတာသွားရမည်သာမြတ်သူငါသေချာသိနေတာဘယ်ပုံသွားသွားကြိုတင်ထားလိုက်သွားနိုင်တော့တာဘယ်ပုံသွားသွားကြိုတင်ထားလိုက်သွားနိုင်တော့တာမသွားရခင်ဒါနပင်ကြိုတင်လှူထားပါမသွားရခင်ဒါနပင်ကြိုတင်လှူထားပါမသွားရခင်သီလပင်ကြိုတင်စောင့်ထားပါမသွားရခင်သီလပင်ကြိုတင်စောင့်ထားပါမသွားရခင်ဘာဝနာခွင်ကြိုတင်ဝင်ထားပါမသွားရခင်ဘာဝနာခွင်ကြိုတင်ဝင်ထားပါကြိုတင်မပြင်းလိုက်သွားလျင်ဘယ်ခွင်ရောက်မည်သာကြိုတင်မပြင်းလိုက်သွားလျင်ဘယ်ခွင်ရောက်မည်သာအေးသွားရမှာကတော့သေချာနေပြီဘေးတတ်တယ်ဘယ်နေလဲဆိုတာမသိတာတခုပဲရှိတယ်အဲ့ဒီတော့ဘယ်နေပဲဖြစ်ဖြစ်ကုသိုလ်ကောင်းမှုကိုကြိုတင်လှုပ်ထားရင်သေမင်းခေါ်တဲ့အခါမှာလိုက်ရဲလားမလိုက်ရဲဘူးလားအေးဒါကြောင့်မို့လို့ဒါနကောင်းမှုကြိုတင်လှူထားပါသီလကောင်းမှုကြိုတင်ပြီးတော့ဥပုသ်ဆောင်ထားပါဝိပဿနာဘာဝနာကောင်းမှုကြိုတင်ပြီးတော့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့အထောက်ထားပါတဲ့သိသိမသိသိကြိုတင်တတိသိသိမသိသိပါတယ်လေအေးကြိုတင်တတိထားပြီးတော့ကုသိုလ်ကောင်းမှုလုပ်ပါဒါကြောင့်မို့လို့ဘုန်းကြီးတို့ဤမြတ်သက်ရှိဤဒီအနာဧကသေးစိစွန့်ပြသုံးတန်လာရဂတိမြဲမရှိသည်မသိ၅ပါးပါရကားမသိ၅ပါးမြတ်တရားကိုမကြမနာသိမ်ဝေးกว่า၍ဌာနမစွန့်သီလညွတ်လျက်ဥပုသ်ဆောင်သွားမသွားဘူးနေရတဲ့ကိစ္စမရှိဘူးဒါနမစွန့်သီလညွတ်လျက်တွန့်ဘာဝနာဝိပဿနာတရားအထုပ်ပါတော့ဒီကောင်စားနေတော့လို့တွန့်မသွားဘူးပေါ်လိုက်တဲ့တရားစကားတွေဖွင့်လိုက်တဲ့ရိပ်သာတွေဘယ်မဲ့လဲမသွားဘူးအေးရတဲ့ကိစ္စမရှိဘူးမသွားတဲ့ဘာမှမရှိဘူးနေပေသာရေဒါနမစွန်သီလရွတ်လျက်တွန့်ဘာဝနာဒီလိုသာဖြင့်သေကငရဲနင့်ကိုဆွဲမိဆဲရဲလာချေပါတကားရွှေငွေဗရမယသားမယနဲ့တခြားဥစ္စာမဆိုပါနဲ့ရွှေငွေဗရမယသားမယနဲ့တခြားဥစ္စာမဆိုပါနဲ့ငါဤကိုပါငါဤကိုပါမယူသာမြေမှာမြုပ်ကြမှာပါတကားအဆုံးကြတော့ဒါနမလုပ်သီလမဆောက်သည်ဝိပဿနာတရားအမထုံနိုင်ပဲနဲ့ဟာဒီသားရည်သမီးရည်စီးပွားရေးတွေလည်းလုံးမပြီးတော့အချိန်ကြီးကုန်နေရင်ပရိသတ်တွေအဆုံးကြတော့သေမင်းခေါ်သွားတော့လိုက်သွားတဲ့အခါကျတော့ကိုယ်နောက်ကိုဘာမှမပါဘူးတဲ့ဒါကြောင့်ဆိုလိုက်စားမှာကိုယ်ယုတ်ကလူလောက်တာကသူများအလုံးအဲ့ဒီပု္ပ္ပာအဖြေထုတ်ကိုယ်ယုံတဲ့သူများအလုံးကိုယ်ယုတ်ကလူလောက်တာကသူများအလုံးအဲ့ဒီပု္ပ္ပာအဖြေထုတ်ကိုယ်ယုံတဲ့သူများအလုံးအေးတရားအထုတ်ပါဆိုမအားဘူးဘာလို့မအားလဲဇဘာဆိုင်သားလို့ပဲကဘာအကြောင်းပြတာသားတယ်ဘယ်လိုသမီးကဘယ်လိုအကြောင်းပြရင်တာပြပရိသတ်ရေအဲ့ဒါသူများအလုံးလေးလုံးနေတာကိုယ်တည်ရင်ကိုယ်နောက်ကိုပါမဲ့ဒါနသီလဘာဝနာကုသိုလ်ကောင်းမှုမှာကိုယ်အလုံးတဲ့တာရဲ့သမီးရဲ့ရှိဝါရဲ့ဆိုတာကသူများအလုံးဒါကြောင့်ကိုယ်ယုတ်ကလူလောက်တာကသူများအလုံးအဲ့ဒီပု္ပ္ပာအဖြစ်တော်
ကိုယုံတဲ့သူများအလုံး